အားလုံးမင်္ဂလာပါဒီနေ့မှလည်းမေခွန်းအများကြီးထဲမှာမှမေခွန်းလေးတစ်ခုကိုအများအတွက်အကျိုးရှိမယ်ထင်လို့ကောင်းလို့ပြလိုက်ပါတယ်အဲ့ဒီမေခွန်းကတော့ကြရမြေဝယ်ယူရမှာအဆင့်ဆင့်ငွေပေးချေမှုစနစ်လေးကိုပြောပြပါလားဆိုတော့မေခွန်းပေါ့နော်အဲ့ဒီမေခွန်းပိုင်ရှင်ကြည့်တော့လဲရန်ကုန်ကလူလုပ်ငန်းရှင်ကြီးတူဖြစ်နေတာပေါ့နော်အဲ့တော့ဆီယန်စာချုပ်ကအရေးကြီးပါတယ်ကျွန်တော်တို့တချို့အယောင်းဝယ်ကိစ္စတွေမှာဒီအရက်ထဲမှာအယောင်းဝယ်ဖြစ်တဲ့ကိစ္စကိုတက်ကျွမ်းနားလေတဲ့ရှေ့နေတို့မို့တက်ကျွမ်းနားလေတဲ့အကျိုးဆောင်ကိုကြားမခံဘဲနဲ့မိမိတဘောလျောက်တလနေဘယ်လောက်ပေးမလဲဆိုတဲ့ဟာမျိုးလွယ်တကူချုပ်လိုက်ကြတာရှိပါတယ်တကယ်အမှန်မှာကကြရမြေဝယ်ယူရမှာပိုင်ဆိုင်မှုစာချုပ်စာတမ်းကိစ္စတွေလောမကိစ္စတွေရှိပါတယ်ဥပမာကြရမြေပေါက်ကမြေပုံကူးရမယ့်ကိစ္စတွေရှိတယ်မြေပုံကူးတဲ့ခမန်းကြာချိန်ကိုသိရမယ်မြေပုံထွက်ပြီးနောက်ပိုင်းမှာလည်းရာဖြတ်တင်ရမယ်ရာဖြတ်တင်တဲ့ကြာချိန်ကိုလည်းသိရမယ်အဲ့ဒီနောက်ပိုင်းမှာစာချုပ်ကြီးချုပ်ရမယ့်ကိစ္စတွေရှိတယ်ပေါ့နော်အဲ့မှာအိမ်ကလည်းအလွတ်လျောက်ရှိနေလားနေထိုင်သူရှိနေလားအိမ်လက်ရောက်ဘယ်နည်းအနိုင်မလဲဆိုတော့အသေးစိတ်ကိုညှိနှိုင်းပြီးတော့မှချုပ်လို့ရှိရင်တော့အမားနည်းနိုင်တော့ပေါ့နော်အရက်စာချုပ်ကိုအလွယ်တကူဝယ်ပြီးအလွယ်တကူချုပ်လို့ရှိရင်တော့နောက်တစ်ချိန်မှာပြဿနာတွေဖြစ်လာကြအကြောင်းရှိပါတယ်ချုပ်အဖြစ်ဖြေပေးရမယ်ဆိုရင်တော့တက်ကြွနားလေတဲ့လူနဲ့ကြားခံပြီးညှိနှိုင်းချုပ်ဆိုတာကပြည့်နောင်ခါဒီပြဿနာတွေနဲပြီးတော့မှဒီရောင်းမကိစ္စရှော့ရှူဖြစ်မှာကိုပြောပြလိုက်ရပါတယ်အကျိုးရှိမှဆို like and share နဲ့ကူညီပါအားလုံးကျေးဇူးတင်ပါတယ်